Mr. Beast ဟာတခုတည်းသောအကြောင်းပြချက်အတွက်အထူးကွန်မန်ဒိုဖွဲ့တစ်ဖွဲ့ကိုဒေါ်လာ1 တန်းကုန်ကျခံပြီးငှားရမ်းလိုက်ပါတယ်အဲ့ဒါကတော့သူ့ကိုအမိဖမ်းဖို့လိုက်လံမဲလိုက်ခိုင်းဖို့ပဲဖြစ်ပါတယ်သူ့မှာအခြားအကြောင်းပြချက်မရှိပါဘူးအမဲလိုက်ခြေရခံရတဲ့စိတ်လှုပ်ရှားစရာခံစားချက်ကိုပဲသူကအလိုရှိခဲ့တာဖြစ်ပါတယ်အထူးကွန်မန်ဒိုဖွဲ့ကလေဒီနဲ့လေရင်ပေါ်ကနေခုန်ဆင်းလိုက်တဲ့အချိန်မှာပဲ Mr. Beast ကလည်းသူ့ရဲ့ကားကိုချက်ချင်းနှိုးလိုက်ပါတော့တယ်သူဟာမိမိကိုတာစီရပြီးကြိုတင်ထွက်ခွာနိုင်ဖို့အတွက်ကားကိုတမင်တကာဝေးတနေရာမှာရပ်ထားခဲ့တာဖြစ်ပါတယ်သူ့ရဲ့တွားရလမ်းမှာတော့တရားတစ်စင်းရှိနေခဲ့ပါတယ်သူအဲ့ဒီတရားကိုဖျက်ကျော်ပြီးတာနဲ့တပြိုင်နက်တစ်ဖက်ကမ်းမှာစောင့်ဆိုင်နေတဲ့သူ့ရဲ့အပေါင်းဖော်ကတရားကိုမိရှို့ဖောက်ခွဲပစ်လိုက်ပါတယ်ဒါကြောင့်အထူးကွန်မန်ဒိုဖွဲ့ဟာပိုပြီးဝေးတဲ့လမ်းကြောင်းကနေပတ်လာခဲ့ရလို့ Mr. Beast အတွက်10 မိနစ်ကနေမိနစ်20ခန့်ထိအချိန်တာစီရရှိသွားစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအဖွဲ့မှာကြီးမားတဲ့အားသာချက်တစ်ခုရှိနေပါသေးတယ်Mr. Beast ရဲ့ကိုယ်ပေါ်မှာတီနေယာခြေရာခံဆက်တစ်ခုပါရှိနေတာကြောင့်သူတို့တွေဟာသူ့ရဲ့ဒီနေရာကိုအချိန်ပြည့်လိုက်လံကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခဏကြာမှာတော့ Mr. Beast ဟာပုံစံတူကြကားစီးပေါင်းများစွာပြည့်နှက်နေတဲ့ကြီးမားလာတဲ့ကုန်းလောင်ယုံကြီးတစ်ခုစီကိုရောက်ရှိသွားပါတယ်သူဟာအဲ့ဒီထဲကကားတစ်စီးရဲကိုအပြေးလွှားခုံဝင်လိုက်ပါတယ်အထူးကွန်မန်ဒိုဖွဲ့ရောက်ရှိလာတဲ့အခါမှာတော့အတွင်းထဲကိုကြည့်ရှုဖို့အတွက်ကုန်းလောင်ယုံရဲ့ပြတင်းပေါက်မှန်ကိုရိုက်ခွဲလိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲ Mr. Beast ကသူ့ရဲ့မျက်နှာကိုစောင်းတစ်ထည်နဲ့အုပ်ပြီးဖုံးကွယ်ထားလိုက်ပါတယ်ပြီးနောက်မှာတော့အဲ့ဒီကြကားအလုံးဟာတပြိုင်နက်တည်းအပြင်ကိုမောင်းထွက်သွားကြပါတော့တယ်ဒါကြောင့်ကွန်မန်ဒိုဖွဲ့ဟာလုံးဝကိုဝေခွဲမရဖြစ်သွားခဲ့ရပြီးသူဘက်ကားထဲမှာပါသွားလဲဆိုတာကိုစဉ်းစားနေတဲ့အချိန်မှာတင် Mr. Beast ကတော့အဝေးကိုရောက်ရှိသွားခဲ့ပါပြီမကြခင်မှာပဲ Mr. Beast ဟာရင်ကိုနောက်တစ်ကြိမ်ထပ်မံပြောင်းလဲလိုက်ပြီးဒီတစ်ကြိမ်မှာတော့ကုန်တင်ကားတစ်စီးပေါ်ကိုပြောင်းရွှေ့စီးနှင်းလိုက်ပါတယ်တစ်ဖက်မှာလည်းအထူးကွန်မန်ဒိုဖွဲ့ဟာဘာပဲဖြစ်ဖြစ်သူ့ကိုမိအောင်ဖမ်းမယ်ဆိုပြီးပြက်ပြက်သားသားစိတ်ပိုင်းဖြတ်ထားကြပါတယ်သူတို့ရှေ့မှာတော့ကြီးမားလာတဲ့ကြောက်တုံးကြီးတွေစုပုံနေတဲ့အတားအဆီးတစ်ခုရှိနေပါတယ်Mr. Beast ကတော့အပြုံးမပြတ်ပဲအဲ့ဒီကြောက်တုံးတွေကိုကားနဲ့ဖျက်မောင်းသွားခဲ့ပြီးစစ်သားတွေကိုတောင်လမ်းပြီးလက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်ဒါပေမဲ့အထူးကွန်မန်ဒိုဖွဲ့ကလည်းအဲ့ဒီတားဆီးကိုအလွယ်တကူဖျက်ကျော်လာနိုင်တာကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့အပြုံးတွေဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ရပါတယ်သူတို့တွေသူ့ကိုမိတော့မဲ့အချိန်မှာပဲ Mr. Beast ကနောက်ထပ်အချိန်10 မိနစ်ထပ်ပေးဖို့တောင်းဆိုလိုက်ပြီးစုချင်းငွေကိုလည်းဒေါ်လာ2 တန်းထိ20တိုးပေးမယ်လို့ကတိပြုလိုက်ပါတယ်ဒါဟာညှင်းပယ်ဖို့ဘလို့မှမဖြစ်နိုင်တဲ့မတ်မောစရာကန့်လန့်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်ရရှိလာတဲ့အချိန်ပိုနဲ့အတူ Mr. Beast ဟာအစမ်းပြဆုံးဖြစ်မဲ့သူ့ရဲ့ပုံကွယ်ရာနေရာအသစ်စီကိုဥတီထွက်ခွာခဲ့ပါတယ်သူဟာသူ့ရဲ့လက်ထောက်ဖြစ်သူနိုလန်ကိုမြေကြီးထဲမှာမြုပ်နှံထားခဲ့ပြီးခြေရာခံဆက်ကိုတော့ပိုက်လိုင်းတစ်ခုရဲ့ကိုပစ်ထည့်ထားခဲ့ပါတယ်အထူးကွန်မန်ဒိုဖွဲ့ရောက်ရှိလာတဲ့အခါမှာတော့သူတို့ဟာအထီးကျန်စွာကြံရစ်နေတဲ့နိုလန်ကိုပဲတွေ့ရှိကြရပါတယ်နိုလန်ကဘာစကားမှပြောဖို့ညှဉ်းဆန်နေတာကြောင့်စစ်သားတွေဟာသူ့ကိုမြေကြီးရဲကနေတူးထုတ်ဖို့အတွက်ပဲအာယုံစိုက်နေခဲ့ကြပါတယ်လူတိုင်းအာယုံလွဲနေတဲ့အချိန်မှာတော့ Mr. Beast ဟာကွန်မန်ဒိုဖွဲ့ရဲ့ကားတစ်စီးပေါ်ကိုတိတ်တဆိတ်ခိုးဝင်လိုက်ပြီးသူ့ရဲ့နောက်ဆုံးမှတ်တိုင်စီကိုမောင်းထွက်သွားခဲ့ပါတော့တယ်သူ့ရဲ့နောက်ဆုံးမှတ်တိုင်ကတော့ပြတိုက်တစ်ခုပဲဖြစ်ပါတယ်သူဟာထောက်တနေရာကိုရွေးချယ်လိုက်ပြီးသူ့ရဲ့ကြောပြင်ကိုဂျာကင်အင်ဂျင်နဲ့ဖုံးသူ့ရှေ့မှာကြောက်တုံးတုံးချထားကမိကိုပိတ်ပစ်လိုက်ပါတယ်သူ့ရဲ့ပုံကွယ်ရာနေရာဟာလုံးဝကိုပြည့်စုံနေတယ်လို့မျိုးရှိနေခဲ့ပါတယ်မိနစ်ပိုင်းကြာမှာတော့အထူးကွန်မန်ဒိုဖွဲ့ရောက်ရှိလာခဲ့ပြီးသူတို့မှသူ့ကိုရှာဖွေဖို့အတွက်အချိန်တနာရီတာရရှိပါတော့တယ်သူတို့တွေအတွင်းထဲကိုဝင်လာတာနဲ့တပြိုင်နက်အဖွဲ့ခွဲလိုက်ပြီးအရက်ရက်ကိုလိုက်လံရှာဖွေကြပါတော့တယ်Mr. Beast ကလည်းသူတို့အာယုံပြောင်းသွားအောင်နေလက်မျိုးစုံနဲ့လှည့်စားခဲ့ပေမဲ့အဖွဲ့ဝင်တဦးကမတင်ကားစရာအခြေအနေတစ်ခုကိုသတိပြုမိသွားပြီးနောက်ဆုံးမှာတော့ Mr. Beast တယောက်လက်ပူးလက်ချက်မိသွားခဲ့ရပါတော့တယ်ဒါကြောင့်အထူးကွန်မန်ဒိုဖွဲ့ဟာဒေါ်လာ2 တန်းစုချင်းငွေကြီးကိုအောင်မြင်စွာစုခူးသွားနိုင်ခဲ့ပါတယ်သူတို့တွေဟာအဲ့ဒီငွေတွေကိုကိုကျိုးအတွက်မယူဘဲလိုအပ်နေတဲ့စင်းရဲနံပါတ်သူတွေထံကိုပဲပြန်လည်လူဒန်းပေးခဲ့ကြပါတော့တယ်